ဟုတ်တယ်အဲ့တော့မကြည့်ဘူးဒီကောင်ကနည်းနည်းသေးတယ် ဟောအဲ့ဆိုဆိုင်ကယ်ကြီးပါဟုတ်မလဲဆိုင်ကယ်သေးပေါ့ ဟုတ်တယ်ဆိုင်ကယ်သေးနေစမ်းပါဦးဟေးဟိုလေကိုစံတို့ကိုအုပ်တို့အိမ်ကိုကြည့်လာရင် ပြရလေဘာလို့မလို့ ဟိုဒီဆိုင်ကယ်ကလေသူတို့ဝယ်လာတာသူတို့အိမ်ကိုသွားဖို့ပြရမှာ တကယ်ရှေ့မ ဟာဘာလို့တာလဲဘာဖြစ်လို့လဲ ဟောအဲ့ကိုစံလို့ကိုအုပ်တို့ဆိုတာကြောက်ရအကိုရေကြောက်လမ်းပြပြီပဲရှေ့မဩဒါဆိုလို့ရှိရင်မိချောဆိုတာမင်းပေါ့ ဟုတ်တယ်ကဲစကားရှင်းမနေပါနဲ့အရှေ့မအောင်စမ်းပါကြောက်လမ်းပြမယ်အရှေ့ပါဟုတ်ကဲ့ဟေးဟေးအဲ့ကောင်တော့လိုက်မယ်ငါဆာရှင်းမရတယ် ရှင်းရတယ်ရှင်းရတယ်ဆိုင်ကဖုံးနေလိုက်မယ် ဟာဘာဆိုင်လောက်ဖောင်းနေရမှာလဲဟိုဘီရိုထဲမှာအိတ်လိုက်မှတွေလည်းစီးတာပဲဥစားစီးပါပဲ ဟိုကအင်္ဂလိပ်မှာနေရဗမာမနေစီရင်ဖုံးနေလိုက်ပါစင်း ဟာစီးပါမယ်စီးအောင် တော်လေးသမီးကြည့်ပြောပါဦးတော်လေးအားမ ဟဲ့စင်းဆိုစဉ်းစားမှာ ဟာမရလေမိချောလည်းစီးကျင်တာဗောဆန်အောင်စီးပါမယ် ချောင်းတော့စွဲလာတယ်စင်းဦးလားစင်းညညစင်းဆိုစဉ်းစားမဟုတ်ဘူး ဘာမှလည်းမဖက် ဟဲ့ဂျက်ဆာမထိနဲ့လုံးဝမထိနဲ့ ဘာလို့လဲဘာလို့လဲ ဟဲ့ဒီဆိုင်ကကနှစ်စီးစာပတ်စံကုန်ကြလားငါဆက်ရအောင် ဟဲ့သမီးရွှင်ွယ် ရှာ ဗီဒီယိုတွေကလို့လေမီလုံးတွေပါလားတိတ်ချစီအောင် ဟာဟဲ့ဒါအဲ့ရမီးလုံးလား ဩဟုတ်ပါရဲ့ခင်ဗျဒါမီးလုံးပါ အေးအဲ့ဆိုဖွင့်ကြည့်စမ်းပါဟဲ့ ဩ ချက်ခါဟဲ့မီးဖွင့်ဟဲ့မီးတော့တိတ်လည်းမလင်းပါလားဘလို့ဖြစ်တာတော့ထုတ်ပါပါပဲဟဲ့ဘာဖြစ်တာလဲမသိဘူး ဩတော်လေးမီးလုံးထိုးတာနေခင်းကြောင်တော်ကြီးလေဘယ်လိုလင်းပါလဲညဘက်မှာထိုးမှလင်းမှာပေါ့ ငါသိပါတယ်ငါမီးအားများကြာနေတယ်ငါ ဟုတ်ကဲ့ ဟဲ့နင်တို့ဘယ်ကဘယ်လိုဖြစ်တာတော့ဒီမှာကြည့်ပါဦးဂျိုင်းနေခွက်တွေနဲ့အထိုင်အတန်ချက်တွေများလာ ਈ လားအဆုတ်ကြီးချင်မယ် ဒုက္ခပါပဲဗျာအဲ့ဒါဒိုင်ယာတန်ချက်မဟုတ်ဘူး ဘာလို့တာ စိုက်ကယ်စလစ်မပြအောင်ပန်းခေါ်ထားတာစိုက်ကယ်ဘေးမဲ့ဖြစ်ကားဘေးမဲ့ဖြစ်အများနဲ့အဲ့လိုကြီးပဲเนาะဗျောင်းချောတဲ့ဘေးဆိုတော့တခုမှမရှိဘူး ငါသိပါတယ်ဒီမှာစစ်တဲ့လူဆိုတာတေးသေးချာချာစစ်ရတယ်ဒီလိုပဲရှာကြံပြီးစစ်ရတာပေါ့ ကဲတော်လေးစစ်မနေပါနဲ့တော့ကောင်းလို့ရွာရီတောင်မောင်းလာပြီပဲကျုပ်ခွာကျင်လာပြီဗျာ နင်တို့ကလေဘာလို့ဖြစ်နေတာတော့အဖေကငါ့ကိုစစ်ခိုင်းလို့တေးသေးချာချာစစ်နေတာစိတ်ထိတ်စမ်းပါလေမှန်စမ်းဘာများစစ်စရာကြံသေးလဲမသိ ကဲပါမေရဲ့စစ်မနေပါနဲ့တော့မိချောစီးလာပြီးသွားပြီအရင်ကောင်းတာပဲသိလား ရွှင်ွယ် ကြား ငါညီလေးကကောင်းတယ်ဆိုမှတော့စိတ်မနေနဲ့တော့ ဟုတ်ဟဲ့တကယ်ဝစားတကယ်ဒီနေ့တော့လောင်း ဟုတ်ကဲ့ဟုတ် နေမင်းငါဒီဆိုင်ကယ်နဲ့ပတ်သက်လို့ဆိုင်ကယ်အကြောင်းကောင်းသိတယ်ဆိုတာမင်းသိတယ်နော် ဟာဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့တီးပါတယ် သိတယ်ဆိုရင်စရင်စာရွက်ငါ့ကိုပေးအဲ့ဒီစရင်စာရွက်ထဲမှာဘာမှအပေါ်စာသားတွေထည့်မထားနဲ့ကြားလားပေးညံ့ ဟုတ်ကဲ့ခင်ဗျာဟုတ်စိတ်ရမှာပဲ မဆန်းဆိုင်ကယ်တန်ဖိုး3သိန်းဟုတ်ပါဟဲ့စီးသားတော့အထုံးကိုချုပ်ပါဟဲ့နင်တို့စီပါအတော့များလာ ਈ လားဘယ်တော့ယူလာတော့ 120တို့ပါခင်ဗျာ ဖယားဖယား120တို့အမလေးသေးငရဲကိုချိုးကမ်းမြဟာဒီငါတို့စီမှာတော့9ချက်တိုးပဲပေးရတာတော်ပြီ9ချက်နဲ့ပုံပေးတာပဲ မပေးလို့တော့မရဘူးလေခင်ဗျာဒီပြောပတ်စံချီးပြီးဝယ်ထားတာကျွန်တော်လည်းရမှာမဟုတ်လေသူမြောက်ကျွန်တော်ပြန်ပေးရမှာမပေးလို့တော့မရဘူးခင်ဗျာအဲ့ဒါတော့ ဟောမတော်ရင်သားလေးပေးရတာငါတော့ဒီစက်ပါခမင်းနဲ့အေးရ9000
ဖေ你他没那意思，我老不老啥呀啦嘿。 အော်ကျွန်တော်စားတာလေဟိုချက်သားဟင်းလေးနဲ့စားပြီးတော့လေလိန်ပေါ်ကြီးလေးပဲတောက်ပြီးတာပါဗျာကျွန်တော် 搞啥玩意？到底要靠穿溜了到毕业哈不？谁讲谁的？哦，妈的就一旦我不的，我们一旦我不得汤呢，别嘛别哩，你一旦不外到谁啦？两边有我在到路呀不啦？ အော်ရောဂါဖြစ်မှာစိုးလို့ပါတော်လေးရဲ့ 一旦不来嘛别不， တခုမှလည်းမရှိတော့ပါဘူး 这 ဗျာ 多个烫我呀？ ဟုတ်ကဲ့ 嘿，这多个说了，我他妈别招不嘞，你这看见嘛？你别烫我的，谁家嘛啦？ မဟုတ်ပါဘူးဗျာဒုက္ခပါဘာလို့ရှောက်ပြောနေလဲတော်လေးရဲ့ကတော့ကတမက်ဆိုသေမထဲတာဗျာအခုကတော့ကဆိုလိမ့်နဲ့ကူလာတာကိုပြောတာပြဿနာပဲဗျာ ဟုတ်တယ်နည်းနည်းကြောသားတယ် အော်တော်ပါသေးရဲ့နည်းနည်းလေး ငါပြောတဲ့အထက်ငါမပေးနိုင်ဘူး။ညီမမိတယ်နော်။အဲ့ဒီစရင်ကိုပြန်တွက်လိုက်နော်။နှုတ်လိုက်ပြီးရင်စရင်အစ်စ်ငါ့ကိုပြန်ပေး။ပေါ်တက်ခဲ့ပတ်စံပေးမယ်။ဟင် ဟောဟုတ်ကဲ့ ။ဟောတကား။အော်မကွာမစင်သားနဲ့အဲ့ဒီဆိုင်ကယ်ကိုပတ်စံပေးပြီးမှနင်တို့ခွာရ။တက်ခဲ့။ဟောတရား။အော်မဟိုညကပဲဒီမပေါက်တဲ့ခင်။တက်ခဲ့။ဒီတို့တော့တက်ခဲ့။